commentary ပိုင်းဆို YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ FA Plus Semi Final ပွဲစဉ်နှစ်ပွဲရှင်ပြိုင်သွားမှာဖြစ်ပြီးတော့နှစ်ပွဲစလုံးက Wembley ကွင်းမှာရှင်ပြိုင်သွားမယ်ပထမပွဲက Crystal Palace နဲ့ Villa တို့ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ဒုတိယပွဲက Nottingham Forest နဲ့ Man City တို့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ဒီပွဲစဉ်နှစ်ပွဲနဲ့ပတ်သက်တဲ့ကျွန်တော်အမြင်လေးကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Crystal Palace နဲ့ Villa ပွဲစဉ်ကိုတင်ဆက်ပေးခြင်းပါတယ် Crystal Palace အသင်းက FA Plus quarter final ပွဲစဉ်အဖြစ် Fulham နဲ့အဝေးကွင်းမှာရင်ဆိုင်ခဲ့ရပြီးတော့ 3-0 နဲ့အနိုင်ရပြီးတော့ semi final ကိုတက်လှမ်းလာခဲ့သလို Aston Villa အသင်းကလည်း Preston North အသင်းကို 3-0 နဲ့အဝေးကွင်းမှာအနိုင်ရပြီးတော့ semi final ကိုတက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ Crystal Palace အသင်းကနောက်ဆုံးကစားတဲ့ Premier League ပွဲစဉ်မှာ Arsenal အသင်းနဲ့ကစားခဲ့ရပြီးတော့ Arsenal ကွင်းမှာ 2-2 တည်ကစားထားသလို Arsenal အသင်းထက်ပိုပြီးတော့ကစားပုံကောင်းတဲ့ခြေစွမ်းတွေပြသသွားခဲ့တာကိုတွေ့ရတယ်။ပြီးတော့သူတို့ရဲ့အဓိကကစားသမားတချို့ကိုလည်းအနာပေးပြီးတော့ တိုက်စစ်က Ismaila Sarr တို့Mateta တို့လိုကစားသမားတွေအပါအဝင်ကွင်းလယ်ကစားသမားတချို့ကိုလည်းအနာပေးခဲ့တာကိုတွေ့ရတယ်။ဒီပွဲအတွက်နီးပြ Glasner တော့တေချာကိုပြင်ဆင်ထားခဲ့သလို Crystal Palace အသင်းကလည်း shot တွက်လို့မရတဲ့စုဖွဲ့မှုနဲ့အတူဒီနေ့မှာ Villa ကိုအကောင်းဆုံးရှင်ပြိုင်သွားမယ်လို့မျှော်လင့်နေ။ Villa အသင်းကတော့ Premier League မှာ9ပွဲဆက်အနိုင်ရလက် Man City နဲ့ပွဲစဉ်မှာ Nunes ရဲ့နောက်ကျဂိုးကြောင့်ရပ်တန့်ခဲ့ရသလိုပြိုင်ပွဲစုံနောက်ဆုံး12ပွဲမှာ10ပွဲထိအနိုင်ရခဲ့တဲ့မှတ်တမ်းကလည်းအဲ့ဒီပွဲစဉ်ကြောင့်ကျိုးပြတ်သွားခဲ့ရတယ်ဒါပေမဲ့နောက်ဆုံး12ပွဲကိုပြန်ကြည့်မယ်ဆိုရင်နိုင်ပွဲ10ပွဲထိယူထားနိုင်ခဲ့ပြီးတော့ဗီလာသင်းရဲ့လက်ရှိစွမ်းဆောင်ရည်ကလည်းလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်တနေရာမျှော်လင့်နိုင်တယ်လို့ဒီရာသီမှာ Unai Emery နဲ့စူဖလာတစ်လုံးမျှော်လင့်လို့ရတဲ့အနေအထားမှာရှိနေတယ်အဲ့တော့ဒီနှစ်သင်းကြားမှာအားသာချက်အားနည်းချက်လေးတွေကိုဆက်ပြီးတော့ပြောချင်ပါတယ် Crystal Palace သင်းကတော့3-4-3ဆန်ဆန်အခင်းချင်းမျိုးနဲ့ကစားလေးရှိပြီးတော့တောင်မန်တွေကမူနော့တို့မစ်ချယ်တို့ရဲ့လုံအားနှုံခန်းစစ်ကဂေဟီတို့ခရစ်ရစ်ချက်တို့လိုကစားသမားတွေအပါအဝင်လာခွရဲ့ခြေစွမ်းကလည်းတော်တော်လေးကိုခန်းစစ်မှာအားကောင်းလာတာတွေ့ရတယ်ကွင်းလယ်ပိုင်းမှာတော့အသင်းရဲ့အဓိကကွင်းလယ်သမားတွေဖြစ်လူငယ်ကွင်းလယ်ကစားသမားပွာတန်နဲ့ဒီပွဲစဉ်မှာတော့သူနဲ့အတူဝီဟူးကိုပြန်ပြီးတော့သုံးမလားဆိုတာကြည့်ရမယ်ဒါအပြင်လာမာလိုခန်းစစ်မှာလည်းကစားနိုင်တယ်ကွင်းလယ်အဖြက်လည်းကစားနိုင်တဲ့ဇာလမာရှိပြီးတော့တိုက်စစ်ကတော့သူတို့ရဲ့အဓိကအားသာချက်လို့ပြောလို့ရမယ်တိုက်စစ်မှာမာတေတာရဲ့အဇီးရဲ့ဒါ Ismaila Sarr ရဲ့ဆိုတော့ဗီလာကိုကောင်းကောင်းရှင်နိုင်တဲ့အနေထားလို့ပြောလို့ရတယ်မာတေတာကပြီးခဲ့တဲ့ Arsenal နဲ့ပွဲစဉ်မှာလူစားဝင်ပြီးအသင်းအတွက်အဖိုးတန်ချီပါကိုလှလှပါပါသွင်းနိုင်ခဲ့သလိုအဇီးကလည်းတောင်းကန်ဘောကနေပြီးတော့မြေမကျကန်သွင်းပြီးတကယ်ကိုလှလှပါပါချီပါကိုသွင်းခဲ့ပြီးတော့ Arsenal အသင်းရဲ့ဥဆောင်ခြင်းကိုနှစ်ကြိမ်တိုင်နောက်ကနေလိုက်လံချေပပြီးတော့တကယ်ကိုသူတို့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်ပြီးတော့ပြနိုင်ခဲ့တာကိုတွေ့ရတယ်အဓိကသမားတချို့ကလည်းအနားရထားတာကြောင့်ဒီဘက်မှာကြက်ခိုင်မှုအပြည့်နဲ့ Crystal Palace အသင်းက Villa အသင်းကိုရှင်ပြိုင်သွားမယ်လို့ထင်တယ် Villa အသင်းကလည်းဒီနေ့မှာတရားပြဿနာကြီးကြီးမားမားမရှိဘဲနဲ့သူတို့ရဲ့ပုံစံအတိုင်းပဲ4-2-3-1အခင်းချင်းနဲ့ပဲကစားဖို့များတယ်ခန်းစစ်မှာတော့ဇာလမအပြောင်းလဲတချို့လုပ်လို့ရှိပြီးတော့ခန်းစစ်မှာဘယ်သူတွေပွဲထွက်လာမလဲဆိုတာကတော့စောင့်ကြည့်ရမယ် Villa အသင်းရဲ့ခန်းစစ်ကြောင်းမှာတော့ Tyrone Mings တို့ Konsa တို့ Pau Torres တို့ကစားသမားမျိုးတွေရှိတယ်အဲ့ဒီကစားသမားတွေတဲကဘယ်သူပွဲထွက်လာမလဲဘယ်ဂျမ်မှာ Digny ကိုပဲအဓိကဦးစားပေးမလားဒါမှမဟုတ်မဆန်ကိုသုံးပါမလားဆိုတာစောင့်ကြည့်သွားရမယ်ညာလောက်ခန့်နေရာမှာတော့မတီကက်ပဲပွဲထွက်လာဖို့များတယ်ကွင်းလယ်အထိုင်နေရာမှာ Onana ရှိပြီးတော့ကွင်းလယ်တိုက်စစ်နေရာအတွက်ကီလီမန်လိုကစားသမားမျိုးရှိတယ်အထောင်တိုက်စစ်နေရာအတွက်ဒီနေ့ပွဲစဉ်မှာတော့ဝက်ကင်းကိုပြန်ပြီးတော့မြင်ရဖို့ရှိတယ်ဘယ်တောင်မှာ Rashford နဲ့ညာတောင်မှာ McGinn ဖြစ်လာဖို့များတယ်ဆိုတော့ဒီသင်းကလည်းတော်တော်လေးကိုစူးစီးမှုကောင်းတယ်ဇာသမားစုဖွဲ့မှုလည်းအများကြီးအားသာချက်ရှိတယ်အဆန်စီယိုလိုကစားသမားမျိုးတွေလည်းသုံးလို့ရတယ်ဆိုတော့ဗီလာကတော့ပဲလစ်ထက်ပို့ပြီးတော့ကစားသမားအင်အားရပိုအားကောင်းတဲ့အသင်းလို့ရေဘူးကပြောလို့ရတယ်ဒီပြအတွေ့အကြုံပိုင်းကိုကြည့်မယ်ဆိုတော့ဖလားပြိုင်ပွဲတွေမှာတော့ Unai Emery က Glasner ထက်အများကြီးပို့ပြီးတော့အတွေ့အကြုံရှိတယ်အထူးသဖြင့် Unai Emery ကတော့ Europa League မှာကြော်ကြားခဲ့တဲ့နီးပြဖြစ်ပြီးတော့ဗီလာအသင်းအတွက်စူဖလားမျှော်လင့်ချက်ကိုဆက်ပြီးတော့အသက်သွင်းနိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်ဒီနှစ်သင်းထိတိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်တော့ Crystal Palace အသင်းကနောက်ဆုံးတွေ့ထားတဲ့၄ပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားတယ်၃ပွဲနိုင်ပြီးတော့တပွဲသေးကြထားသလိုတိုက်စစ်ကလည်းသွင်းကို73ဂိုးထိသွင်းထားခဲ့ပြီးတော့အဲ့ဒီ၄ပွဲစလုံးကလည်းဗီလာအသင်းဘက်ကိုအနည်းဆုံး2ဂိုးနဲ့အထက်သွင်းထားပြီးတော့ခန်းစစ်ကြောင်းကလည်းအဲ့ဒီ၄ပွဲမှာပေးကို4ဂိုးပဲပြန်ပေးထားရတယ်ဆိုတော့ထိတိုက်တွေ့ဆုံမှုတွေမှာလက်ရှိ recent form ရတော့ Crystal Palace ကအပြတ်သက်သာနေတာကိုတွေ့ရတယ်ဒီနေ့မှာစောင့်ကြည့်သွားမှာတော့ Crystal Palace အသင်းရဲ့တောင်ဝန်စားသမား Ismaila Sarr ပါ Ismaila Sarr ကဗီလာအသင်းနဲ့နှစ်ပွဲရင်ဆိုင်ခဲ့ဦးအောင်မှာသူပွဲထွက်17ယောက်မှာပါဝင်ခဲ့ရတဲ့နှစ်ပွဲမှာသွင်းကို4ဂိုးရအောင်စွမ်းဆောင်ပေးထားတယ်ကိုယ်တိုင်3ဂိုးသွင်းတယ်တဂိုးဖန်တီးထားပြီးတော့ Crystal Palace အသင်းကတော့2015-16ဘောလုံးရာသီက FA Plus Semi Final မှာ Watford အသင်းကို2-1နဲ့အနိုင်ရပြီးတော့ဗိုလ်လူပွဲမှာ Man United ကိုရှုံးထားတဲ့အသင်းဆိုတော့2015-16နောက်ပိုင်းဗိုလ်လူပွဲကိုတကြောပြန်ပြီးတော့တက်နိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်ဗီလာအသင်းမှာလည်းဒီနေ့မှာအဓိကစောင့်ကြည့်သွားမယ်ကစားသမားကတော့ Rashford လို့ပြောရမယ် Rashford က
ဒီ domestic cup ပြိုင်ပွဲတွေ league ဖလားနဲ့ FA ဖလားပြိုင်ပွဲတွေမှာပွဲပေါင်း60ကစားထားပြီးတော့သွင်းဂိုး40ထိရအောင်စွမ်းဆောင်ထားတဲ့ကစားသမား26ဂိုးသွင်းနဲ့14ဂိုးဖန်တီးထားပြီးတော့အဲ့ဒီကာလာအတွင်းမှာဒီလိုပြည်တွင်းပြိုင်ပွဲတွေမှာဂိုးအများဆုံးသွင်းထားတဲ့ကစားသမားဆိုတဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်ထားတယ်။ဒါအပြင်ဗီလာအသင်းအတွက်နောက်ဆုံးကစားခွင့်ရတဲ့10ပွဲမှာလည်းသွင်းဂိုး9ဂိုးရအောင်စွမ်းဆောင်ထားပြီးတော့4ဂိုးသွင်းပြီးတော့2ဂိုးဖန်တီးထားရဲဆိုတော့ဝက်ကင်းပါဝင် Rashford ရဲ့ခြေစွမ်းကိုလည်းအဓိကထားစောင့်ကြည့်ရမယ်။နောက်ထပ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Morgan Roger တို့မာလန်တို့လိုကစားသမားမျိုးတွေလည်းရှိနေသေးတယ်ဆိုတော့တိုက်စစ်မှာလိုသလိုအပြောင်းလဲလုပ်ကစားနိုင်တာက Crystal Palace ထက်အားသာချက်လို့ဆိုရမယ်။ဒီနေ့ FA ဖလားမှာတိုက်တိုက်တွေးဆုံမှုတွေကိုကြည့်မယ်ဆိုရင်တော့ဗီလာအသင်းကနောက်ဆုံး3ပွဲလုံး Crystal Palace အသင်းကိုအနိုင်ရထားပြီးတော့ Wembley မှာတော့ဗီလာအသင်းရဲ့မှတ်တမ်းကအားရစရာတိတ်မကောင်းတာကိုတွေ့ရတယ်။ Wembley မှာနောက်ဆုံးကစားတဲ့10ပွဲမှာ6ပွဲထိရှုံးထားခဲ့ဆိုတော့ဒီပွဲမှာ Wembley ကျိန်စာစိုးတွေကိုဗီလာအသင်းအနေနဲ့ခြေဖြတ်နိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်။ဒီပွဲမှာဗီလာအသင်းက level 55ပြားရှုံးနှလုံး90ရှုံးဆိုတော့ Crystal Palace အသင်းကလည်းတိုက်စစ်ကဂိုးရနိုင်တဲ့အစုအဖွဲ့ကိုပိုင်ဆိုင်ထားသလိုဗီလာအသင်းကတော့တိုက်စစ်အရန်ကောင်းတဲ့အသင်းခံစစ်ကတော့တိတ်ပြီးစိတ်ချလို့မရဘူးဆိုတော့ဒီဘက်မှာနှလုံး90ရှုံးဆိုတဲ့အနေအထားမှာတော့နှစ်သင်းပေါင်းအပြန်အလှန်သွင်းဂိုး3ဂိုးလောက်ရောက်မယ်လို့ယူဆတဲ့အတွက်ဒီဘက်မှာကျွန်တော်ဂိုးပေါ်ကိုရွေးချင်ပါတယ်။နောက်တစ်ပွဲကတော့ Man City နဲ့ Nottingham Forest ပွဲစဉ်မှာထူးခြားတာဒီနေ့ FA ဖလားဆီမီဖိုင်နယ်ကိုတက်လာတဲ့အသင်း၄သင်းထဲမှာ3သင်းကချန်ပီယံလိဝင်ခွင့်တိုက်ပွဲနှွှဲနေရတဲ့အသင်းတွေဖြစ်ပြီးတော့ဒီအသင်းတွေကြားမှာလည်းရမှတ်ကွာမှုက4မှတ်လောက်ပဲရှိတယ်။အဆင့်3နေရာက Man City ကတပွဲပိုကစားပြီးရမှတ်61မှတ်ရလာတယ်။အဆင့်4နေရာက Nottingham Forest အသင်းကရမှတ်60အဆင့်9နေရာကဗီလာအသင်းကရမှတ်58မှတ်ဆိုတော့လက်ကျန်ရာသီပွဲစဉ်တွေမှာလည်းအမှားယွင်းခံလို့မရသလိုစူပလာမျှော်လင့်ချက်အတွက်အကျိတ်နဲ့ကစားသွားမယ်ဆိုတော့တေချာပေါက်ကြည့်လို့ကောင်းမယ်လို့ယုံကြည်တယ်။အမှန်တိုင်းပြောရင်တော့အစင်လာတွေမှတ်တမ်းတွေရတော့ Man City ကအပြတ်သက်သာပေမဲ့ဒီရာသီ Nottingham Forest အသင်းကမထင်မှတ်တဲ့ခြေစွမ်းတွေနဲ့ Champions League ဝင်ခွင့်နေရာကိုတောက်လျှောက်ရယူထားသလိုအသင်းကြီးတွေလည်းကောင်းကောင်းစိန်ခေါ်လာနိုင်ခဲ့တဲ့အသင်းဖြစ်တာကြောင့်ဒီပွဲမှာ Man City အသင်းကိုဘယ်လောက်ထိဒုက္ခပေးသွားမလဲဆိုတာစောင့်ကြည့်သွားရမယ်။ Man City အသင်းကတော့ဒီနှစ်မှာလာဘိုလူပွဲကိုတက်လန်းနိုင်ခဲ့မယ်ဆိုတော့ FA ဖလားဘိုလူပွဲကို3နှစ်ဆက်တက်လန်းနိုင်တဲ့မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်သွားမှာဖြစ်သလိုဒီဖလားပြိုင်ပွဲကိုလည်း2019-18ဘောလုံးရာသီကနေ2020-21ဘောလုံးရာသီတစ်4နှစ်ဆက်တိုက်ဘိုလူပွဲကိုတက်လန်းခဲ့မှုတဲ့ Man City အသင်းဒီတစ်ချိန်မှာလည်း FA ဖလားကို3နှစ်ဆက်တက်လန်းနိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်။ Man City အသင်းကတော့ဒီနေ့မှာအဓိကစားသမားတော်တော်များများဒဏ်ရာလောက်ဆက်ပြီးတော့လွဲချော်သွားမှာဖြစ်သလိုကာလာရှီဒဏ်ရာကြောင့်နားနေရတဲ့ Rodri အသင်းရဲ့မရှိမဖြစ်တိုက်စစ်သမား Haaland ခံစစ်ကဝိုင်းရဲ့နောက်ခံလူ Johnston အကီနဲ့ကိုသမား Ederson တို့လည်းဒီပွဲမှာလွဲချော်သွားဖို့ရှိတယ်။ဒီနေ့ Man City အသင်းမှာအဓိကစောင့်ကြည့်သွားမယ့်ကစားသမားကတော့ De Bruyne မှာDe Bruyne ကတော့2016ဇန်နဝါရီမှာ Man City နဲ့အတူစပြီးတော့ပွဲထွက်ခဲ့ပြီးနောက်ပိုင်း FA ဖလားပြိုင်ပွဲတွေမှာသွင်းဂိုး28ဂိုးထိရအောင်စွမ်းဆောင်ထားပြီးတော့ကိုယ်တိုင်10ဂိုးသွင်းတဲ့ဂိုးဖိုင်နေမှု18ကြိမ်ထိလုပ်နိုင်ခဲ့သလိုနောက်ပိုင်းမှာ Haaland မရှိချိန်မှာ De Bruyne က Man City အသင်းရဲ့တိုက်စစ်ပိုင်းကိုအဓိကဦးဆောင်သူဖြစ်လာခဲ့ပြီးတော့မောင်မွတ်နဲ့အတူဒီတိုက်စစ်ကိုဒီနေ့မှာလည်းဦးဆောင်လာဖို့များတယ်။ Nottingham Forest အသင်းကတော့ FA ဖလားဆီမီဖိုင်နယ်ကို3ပွဲစလုံး penalty အဆုံးဖြတ်တွေခံယူခဲ့ရပြီးတော့ထူးထူးခြားခြားဒီလိုအဆင့်ကိုရောက်ရှိလာတဲ့အသင်းလို့ပြောရမယ်။ FA ဖလားဆီမီဖိုင်နယ်ကို1990-91နောက်ပိုင်းတကြော့ပြန်လည်ပြီးတော့တက်လန်းနိုင်ခဲ့တာဖြစ်သလိုFA ဖလားဆီမီဖိုင်နယ်ကို73ကြိမ်မြောက်တက်လန်းလာခဲ့တဲ့အသင်းဖြစ်လို့သူတို့ရဲ့စူးစီးမှုကြစ်လစ်မှုနဲ့အသင်းလိုက်ကစားဟန်ကဘယ်လောက်ထိ Man City အသင်းကိုအကောင်းဆုံးတုံ့ပြန်သွားနိုင်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ဒီပွဲစဉ်ကတော့ကစားပုံလုံးဝကွဲပြားခြားနားတဲ့အသင်းနှစ်သင်းထိတိုက်တွေ့တဲ့ပွဲဖြစ်ပြီးတော့ Man City ကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပတ်စင်တွေကိုအဓိကအားပြုကစားတဲ့အသင်းဖြစ်ပြီးတော့ Nottingham Forest အသင်းကတော့ဘောလုံးပိုင်ဆိုင်မှုနည်းနည်းနဲ့ကောင်တာတွေ transition တွေကိုအဓိကအားပြုကစားပြီးတော့သူတို့ရဲ့စူးစီးမှုမာကျောမှုနဲ့အတူပြိုင်ဘက်တွေကိုအလဲထိုးလေးရှိတာကြောင့်ဒီပွဲစဉ်ကလည်းမတူခြားနားတဲ့ခံစားမှုကိုပေးနိုင်မယ်လို့ယုံကြည်တယ်။ဒီနေ့ပွဲစဉ်မှာတော့ Nottingham Forest အသင်းမှာအားထားတဲ့ညာနောက်ခံလူ Ola Aina ပါဝင်နိုင်မှာမဟုတ်ဘဲနဲ့အသင်းရဲ့နောက်ထပ်ဒါအရန်တိုက်စစ်မှုလို့ပြောရမယ် Jota Silva လည်းလွဲချော်သွားမယ်လို့သိရတယ်။ဒါပေမဲ့လည်းသူတို့ရဲ့လက်ရှိအစုဖွဲ့ကမာကျော်ကျစ်လက်တဲ့စုဖွဲ့မျိုးပိုင်ဆိုင်ထားပြီးတော့ခန်းစစ်မှာမီလန်ကိုဗစ်နဲ့မိုရီလိုတို့လိုကစားသမားမျိုးတွေပိုင်ဆိုင်ထားသလို Nottingham Forest အသင်းကတော့ခန်းစစ်ကနေတိုက်စစ်ကိုအသွင်ကူးပြောင်းရမှာတော်လေးကိုမြန်ဆန်ပြီးတော့မြန်နှုံးမြင့်တဲ့ Elanga တို့ O'Drine တို့ရဲ့တောင်ပံကထိုးဖောက်မှုတွေအပါအဝင်အဆုံးသက်သေးကြတဲ့တိုက်စစ်ကစားသမား Chris Wood ရှိနေတာကြောင့် Man City ခန်းစစ်အနေနဲ့ဒီချက်ကိုတော့သတိထားဖို့လိုလိမ့်မယ်ထင်တယ်။ Man City အသင်းကဘောလုံးပိုင်ဆိုင်မှုနဲ့အတူပွဲကိုဖိအားပေးကစားမယ်။ဒီလိုအခြေအနေမျိုးတွေမှာ Nottingham Forest အသင်းကမထင်မှတ်တဲ့ကောင်တာတွေ transition တွေတဲကန်ဘောတွေနဲ့တိုင်ဘက်ကိုအလဲထိုးမယ်ဆိုတော့ဒီပွဲကစောင့်ကြည့်ရမယ့်ပွဲလို့ဆိုရမယ်။ဒီပွဲမှာ Man City အသင်းက1လုံး90နိုင်3လုံး85ပြားနိုင်ဆိုတော့အမှန်တကယ်ပြောမယ်ဆိုရင်တော့ဒီလိုအဆင့်ပြိုင်ပွဲတွေမှာ Man City အသင်းရဲ့ကစားသမားစုဖွဲ့မှုအရဒီပွဲမှာ Man City အသင်းကပို့ပြီးတော့ဘိုလူပွဲကိုရောက်ဖို့အလားအလာကောင်းတဲ့အသင်းလို့ပြောလို့ရပါမယ်
Nottingham Forest အသင်းရဲ့စူးစီးမှုမာကျော်မှုချစ်လက်မှုတွေကိုလည်း Man City အသင်းတွေနဲ့ခက်ခဲခဲရင်ဆိုင်ရနိုင်တယ်ပြီးတော့ဒီဘက်မှာတေချာပေါက် Nottingham Forest အသင်းကသူတို့ရဲ့ခံစစ်ကိုအဓိကအားပြုကစားလာမှာဖြစ်ပြီးတော့ကောင်တာချောင်းကစားမှာဖြစ်လို့ဂိုးတွေအများကြီးမသွင်းလောက်ဘူးလို့ကျွန်တော်ယူဆတယ်ဒီပွဲနဲ့ပတ်သက်ရင်တော့ကျွန်တော် Nottingham Forest အသင်းရဲ့ခံကန်နိုင်စွမ်းသူတို့ရဲ့မာကျော်မှုကြောင့်ဂိုးနဲ့မလို့ထင်တယ်ဘယ်အသင်းနောက်တစ်ဆင့်ကိုတက်သွားမလဲဆိုရင်တော့ပို့ပြီးတော့လည်းအင်အားကြီးတယ်စားသမားစုဖွဲ့မှုရလည်းအားတာတဲ့ Man City အသင်းဘိုလ်လူပွဲကိုရောက်သွားမယ်လို့ထင်တယ်ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ FA ဖလားပွဲစဉ်နှစ်ပွဲနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary by so YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးလာမယ့်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်